အားလုံးပဲမင်္ဂလာပါနော်မြေစင်ကဒီစာအုပ်လေးတစ်အုပ်နဲ့မိတ်ဆက်ပြီးပေါ့မြေစင်ရဲ့တငယ်ချင်းတွေကိုစာအုပ်လေးကဒါဒီစာအုပ်လေးအရန်ကောင်းတဲ့စာအုပ်လေးပေါ့နော်။ဒါစာအုပ်လေးလဲဆိုရင်မီတာဗလာနေကဆိုတဲ့စာအုပ်လေးဒီစာအုပ်ကဘာသာပြန်စာအုပ်ပေါ့နော်။ဘာသာပြန်ထားတာမတူလဲဆိုရင်ဝီဂျီချုပ်ဦးနုပြန်ထားတာဒီစာအုပ်လေးဆိုရင်ဒီမြန်မာနိုင်ငံကိုမှ15ချိန်တိုင်ပြန်ပြီးတော့ပုံနှိပ်ထုတ်ဝေဖြန့်ချီရောင်းချပေးနေတဲ့စာအုပ်ပေါ့နော်။လူငယ်တွေအတွက်ဒီစာအုပ်ကတကယ်မရှိမဖြစ်ဖတ်တဲ့စာအုပ်လေးတအုပ်လို့အကြံပြုပေးရှင်ပါတယ်ပေါ့နော်ဒီစာအုပ်တန်းကြီးလေးလည်းတိတ်မများဘူးဒီခက်မှာဆိုအခန်း6ခန်းပါတယ်ဒီထဲမှာလူငယ်တွေဒီခဲတွေကလိုက်နာလို့ရင်အရန်ကိုပေါင်းတဲ့ဆက်ဆံရေးမှာအဆင်ပြေတယ်လူမှုဘဝမှာလည်းကိုယ်ပတ်ဝန်းကျင်နဲ့လေလုံးညှိတွေစာနေထိုင်တတ်ပေါ့နော်ကိုယ့်အတွက်လည်းကောင်းတယ်ပတ်ဝန်းကျင်အတွက်လည်းကောင်းတယ်ပေါ့နော်အဲ့တော့ဒီစာအုပ်လေးကကျွန်တော်တို့လူငယ်တိုင်းဖတ်တဲ့စာအုပ်လေးတအုပ်လို့ညွှန်ပြ